ဒီအပင်ကြီးကဆယ်စုနှစ်တစ်ခုနီးပါးလောက်အထိအစိတ်တစိတ်တောင်မထုတ်ခဲ့ပါဘူးဒါပေမဲ့ပြီးခဲ့တဲ့ရက်တစ်ပတ်တည်းအတွင်းမှာတော့အစိတ်ပေါင်း1000ကျော်လောက်အထိဝေဝေးဆာဆာတီးပွင့်လာခဲ့တာပါဒီအစိတ်လေးဒီတစ်စိတ်ချင်းစီမှာသူ့ရဲ့မိဘအပင်ကြီးလိုမျိုးပဲအေယာမအပင်ကြီးတစ်ပင်ဖြစ်လာနိုင်တဲ့အလားအလာတွေရှိနေပါတယ်ဒါပေမဲ့အောင်မြင်ဖို့ကတော့အချိန်ခါပေါ်မှာပဲမူတည်နေတာပါအစိတ်တွေကိုလိုက်လံရှာဖွေစားတောက်တတ်တဲ့မုတ်ဆိတ်ပါတဲ့တောဝက်တွေစုဝေးရောက်ရှိလာနေကြပါပြီဒါပေမဲ့ဒီအစိတ်တွေကိုတော့ Dipterocarp လို့ခေါ်တဲ့ကညင်ပင်မျိုးနွယ်ဝင်သစ်ပင်ကြီးတွေကနေထုတ်ပေးလိုက်ကြဖြစ်ပါတယ်ဒီအပင်တွေဟာအပူပိုင်းကဘာရဲ့အကြီးမားဆုံးအစိတ်ပြိုခင်ကြီးကိုဖန်တီးပေးထားတာပါနှပေါင်းများစွာစောင့်ထိုင်ခဲ့ပြီးတဲ့နောက်မှာတော့ဒီ Dipterocarp အပင်ပေါင်းထောင်းနဲ့ချီဟာမျိုးဆက်သစ်တွေကိုတစ်ချိန်တည်းမှာအကျူတူထုံလုပ်ပေးဖို့အတွက်အပေးယူမြတ်မြတ်နဲ့လှုပ်ဆောင်ခဲ့ကြပါတယ်အခုဆိုရင်တော့ဒီအစိတ်လေးတွေဟာမြေပြင်ပေါ်မှာရှိနေတဲ့အန်ဒရယ်တွေကိုအတူတကွရင်ဆိုင်ကြရတော့မှာပါအစိတ်ပေါင်းတန်းနယ်ချီကိုတစ်ချိန်ထဲမှာထုတ်လုပ်လိုက်ခြင်းအပြင်တောဝက်တွေနဲ့တခြားတိရစ္ဆာန်တွေသူတို့စားနိုင်တာထက်ပိုလန်းသွားအောင်လုပ်လိုက်တာပဲဖြစ်ပါတယ်ဒါဟာအစိတ်တချို့အမြင့်တွယ်ပြီးအပင်ပေါက်လာနိုင်ဖို့အတွက်အချိန်ရစေခဲ့တာပါတစ်ပင်ကြီးရဲ့နီးပြူဟာကတော့အောင်မြင်သွားခဲ့ပါပြီဒါပေမဲ့ဒီအပင်ပေါက်လေးဟာလည်းအေယာမအပင်ကြီးဖြစ်လာဖို့ဆိုရင်နှစ်ပေါင်းများစွာအတွင်းမှာတခြားအန်ဒရယ်များစွာကိုထပ်ပြီးကြော်ဖြတ်